အားလုံးပဲမင်္ဂလာပါဒီတစ်ခါက violin solo intro fail လေးတွေတီးဖို့လဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် intro လေးရင်တီးပြပါမယ်ခင်ဗျကျွန်တော်ကဒါရှာလိုက်တီးလိုက်တီးတဲ့ပုံစံမျိုးပြမှာเนาะကျွန်တော်ကြိုကျင့်ထားတာမရှိပါဘူးနည်းနည်းစဉ်းစားထားတာလေးတော့ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်အလုပ်လုပ်နေတဲ့ဟာလေးကမှကျွန်တော်ဗီဒီယိုမှတန်းအနေနဲ့ပညာဒါနအနေနဲ့ကျွန်တော်တင်ပေးတာဖြစ်ပါတယ်မှာရင်းပါရင်လည်းနားလည်ပြပါလို့ကြိုပြောချင်ပါတယ်ဒါမှနော်တစ်ခေါက်တီးကြည့်လိုက်မယ်ဆုံးလေးပဲအဲ့လေးမှားသွားတော့နော်ပြန်လုပ်လိုက်မယ်နော်ကျွန်တော်အဲ့လေး edit လုပ်လိုက်မယ်အကုန်အဆင်ပြေပါတယ်တာ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 အဲ့ဒါလေးတော့ပြေလားမသိမပြေရင်လည်း edit လုပ်လိုက်ရမှာနော်ဒါအဲ့ဒါလေးပြန်ကြည့်လိုက်မယ်နော်လက်စမပြေပါဘူးဟောလေပြန်တော့မယ်ခေါက်ပြန်တော့မယ်โอเคရပါပြီအဲ့ကျွန်တော်ရှေ့ပိုင်းလေးကို edit လုပ်မယ်Ja.ဒါလေးက contact လုပ်လို့မရဘူးဒီတိုင်းလေးပဲနောက်ဆုံးမှရမယ်ရပါပြီအဲ့တော့သူက ending နဲ့
intro နဲ့အတူတူပဲအဲ့တော့ ending ကိုလည်းပွားလိုက်မယ်တာတာတာဒေါ်တီတိုအဆုံးလေးပဲလေတာလာဆုံးမီတော့အားလေးပဲဒီအောင်နော်ဒေါ်တီတိုလေးတီးလိုက်ရပြီအဲ့လိုမနော်โอเคအဲ့လိုယူလိုက်မယ်အဲ့ဒီလုံးမယ် volume ပဲလေကျွန်တော်သုံးလိုက်တယ် expression ပဲလေသုံးလိုက်တယ်အဲဒီဟာလေးကိုလိုယူလိုက်လေရပါတယ်နော်ဆက်လိုက်မယ်နော်ဒါအဲ့တော့သူ့ကိုရှေ့မှာ expression ပဲတဲ့အဖွင့်လေးတစ်ခုထည့်ပြရအောင်တာ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 အားရထားတယ်နော်โอเคရပြီโอเคအဲ့ဒါကိုဆက်မယ်ဒါအဲ့ဒါလည်းပြင်ရမှာနော်ဒိုလာဆိုမီဒို
မီအဲ့ဒီလည်းနော်အဲ့ဒီလောက်လိုက်ရင်ရကောင်းသွားတယ်Destino Traveler Okay အကုန်လုံးဆက်လိုက်လို့ရပြီအဲ့တော့ကျွန်တော်အလယ်မှာဆိုလို့ကြအောင်မလားမသိဘူးintro လေးကိုယူမယ်ဒါဒါဒါဒီဒီဒီဟာဒါလေးကိုဒီနားမှာထည့်မယ်ဒါရန်โอเคတော့ခုရပါပြီဒါဆိုရင်တချင်းဆိုလို့ရနေပြီကျွန်တော်ဂီတာကတော့တီးလို့မပြတော့ဘူးဘာလို့ဂီတာတကယ်တီးတတ်တဲ့ဂီတာ professional ကိုဖြစ်တဲ့ဂီတာသမားကိုခေါ်တီးမှဖြစ်တဲ့အတွက်ကျွန်တော် rhythm လောက်ပဲတီးတတ်တယ်အဲ့လိုခေါ်တီးတာပိုကောင်းနေမယ်လို့ခံစားရတဲ့အတွက်ဂီတာတီးတာတော့ရိုက်လို့မပြတော့ဘူးအဲ့တော့ဘာလို့မလဲဆိုတော့တချို့ player တွေကသူတို့တီးတာဟိုရိုက်နေလို့ရှင်သူတို့အတွက်လေတီးနေတာအနောက်ရှေ့ဖြစ်တော့ချို့တွေကမကြိုက်ကြဘူးအဲ့တော့အဲ့ဒါတော့မလုပ်ပြတော့ဘူးပေါ့နော်ကျွန်တော်ဒါဆိုလို့ရှိရင်ပြောရရင်ဒီတချင်းကအင်္ဂါရဲ့အကုန်စုံသလောက်ရှိပြီး rhythm guitar ပဲကြံတော့မှာပေါ့ဒါဆိုကျွန်တော်ဒီတချင်းပြီးပြီစုံမဲ့လူကိုစုခိုင်းလိုက်လို့ရပြီပေါ့နော်ဒီတိုင်းလေးလဲဆိုလို့ရနေပါပြီနော် guitar rhythm မှာပါတာလေးတစ်ခုပါ okay အားလုံးနားလည်မယ်ထင်ပါတယ်ဗျာနော်နောက်ဗီဒီယိုမှာပြန်တွေ့အောင်